တန်လောက်ထိလီတဲ့မင်းခွာခီကိုဘလို့ပြုတ်ပြင်မလဲတစ်ပင်တပင်ထက်တောင်ပိုးတုတ်တဲ့လေပင်ကြီးရှိတဲ့ဘယ်လ်ဂျီယမ်ဝန်တင်မင်းကြီးတကောင်ရဲ့ခွာဒီကိုညှိပေးရတာဘလောက်တောင်ခက်ခဲမလဲစဉ်းစားကြည့်လိုက်ပါဦးဒီမင်းကြီးကစိတ်ကလည်းအတော်လေးကြမ်းတာမို့လို့ဘေးကင်းစေဖို့အတွက်မင်းခွာဆရာကသူ့ရဲ့ခြေတော်လီဖတ်စလုံးကိုဂျိုးဒီနဲ့အရင်ဆုံးခိုင်အောင်ချီနှောင်ထားရပါတယ်အဲ့ဒီနောက်မှာတော့မင်းခွာရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့အမာဆုံးအလွာတွေကိုဖယ်ရှားဖို့အတွက်လက်ကင်ညက်ကိုသုံးပြီးညှပ်ထုတ်လိုက်ပါတယ်မင်းခွာရီဆိုတာကလူတွေရဲ့လက်တီလိုပါပဲသူ့ရဲ့မျက်နှာပြင်ပေါ်မှာအာယုံကြောတွေမရှိတာကြောင့်နာကျင်မှုကိုမခံစားရပါဘူးဒါကြောင့်မို့လို့မင်းခွာဆရာကခွာသားကိုထုံပြီးခွာဖားနဲ့ခွာသွင်းသားတွေကိုပုံဖော်ပေးနေတဲ့အချိန်မှာဒီမင်းကြီးကဘာနာကျင်မှုကိုမှမခံစားရတာဖြစ်ပါတယ်ဆက်လက်ပြီးတော့မင်းခွာဆရာကရှေထွက်နေတဲ့ခွာအနာသက်တွေကိုညှက်ထုတ်ဖို့အတွက်လက်ကင်ညက်ကိုနောက်တစ်ချိန်ပြန်သုံးလိုက်ပြန်ပါတယ်ပြီးတဲ့နောက်မှာတော့မင်းခွာရဲ့အောက်ခြေနဲ့ညနေပြင်းတွေကိုချောမွေသွားစီးဖို့အတွက်ဒဇင် rest ကိုသုံးပြီးဒီချားလေးတိုက်စားပေးပါတယ်အားလုံးပြီးသွားပြီဆိုရင်တော့ပိုးသက်တဲ့အနေနဲ့အတစ်ဆက်ဆက်အပူပေးထားတဲ့တံပြားပူပူကြီးကိုခွာအောက်ခြေမှာကပ်ပြီးဖိပေးလိုက်ရုံပါပဲမင်းခွာဒီညှိလို့ပြီးသွားပြီဆိုရင်တော့မင်းခွာဆရာကမင်းခွာမျက်နှာပြင်နဲ့အောက်ခြေတွေကိုမင်းခွာစီတုပ်ပေးမှဒီမင်းကြီးကိုအစားစားဖို့အတွက်မင်းဆောင်သေးကိုပြန်လွတ်ပေးလိုက်ပါတယ်ရေတငုံတောင်မထောက်ရပဲတနာလီကြောကြအောင်မတ်တက်ရနီဟရတာဆိုတော့ဒီကောင်ကြီးလဲတော်တော်လေးကိုပင်ဖန်ရှာမှာပါပဲမိတ်ဆွေတို့တော့ဘလို့ထင်မြင်ကြပါလဲအောက်က comment မှာဝင်ရောက်ဆွေးနွေးညှင်းခွန်ထွာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ